တက္ကသိုလ်ကရှုမြင်အတွက်ပိုကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွေပေးနိုင်မလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်လို့ကျောင်းအုပ်ကြီးရန်ကပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။အဲ့ဒီအခါပိုလာ Imperial Academy ကဆရာမလင်ရွက်ကကျွန်တော်ကိုကြည့်ပြီးအရင်စတင်ကမ်းလှမ်းပါတယ်ကျောင်းသားရှုမြင်တို့ရဲ့ပိုလာ Academy အကြောင်းနားလည်ထားတာရှိလားတဲ့ကျွန်တော်ကလည်းအ ਨੇ ချင်းတော့သိပါတယ်ဆရာမတို့ကျောင်းကမြောက်ပိုင်းဒေသသားတွေနဲ့ရေခဲစွမ်းရည်ရှင်တွေစစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေကိုအဓိကထားတာမဟုတ်လားလို့ပြန်ဖြေလိုက်တယ်လင်းရွက်ကခေါင်းငိမ့်ပြပြီးမှန်ပါတယ်ဒါပေမဲ့ဒါကအစိတ်ပိုင်းတစ်ခုပါပဲမင်းလိုထူးချွန်လွန်းတဲ့ပါရမီရှင်မျိုးကိုတို့ကျောင်းကအလိုရှိနေပါတယ်တို့စီမှာနိုင်ငံရဲ့အကြီးဆုံးသားရဲထိန်းကျောင်းရေးအခြေစိုက်စခန်းရှိတယ်မင်းလိုအပ်တဲ့အင်းဆက်ထိန်းကျောင်းမှုပညာရပ်တွေလည်းအများကြီးရှိပါတယ်တို့ကျောင်းကိုတက်မယ်ဆိုရင် King Level Tutor မင်းကိုတင်ကြားပေးမဲ့ဆရာဟာအနည်းဆုံးဘရင်အဆင့် King Level ရှိစေရမယ် Lord Level Beast မျိုးရိုးတန်ဖို့နေစားအဆင့် Lord Level ရှိတဲ့သားရဲတစ်ကောင်ကိုပိုင်ဆိုင်ခွင့်ပေးမယ် Special Grade Agent အထူးအဆင့်သွေးမျိုးဆက်တန့်စင်စေးတစ်လုံးပေးမယ်Subsidies ကျောင်းတက်နေစဉ်အတွင်းတစ်နှစ်ကို3တန်းထောက်ပံ့မှာဖြစ်ပြီးကျောင်းစတက်တာနဲ့တစ်ချိန်နဲ့ဦးဖြား10တန်းပေးအပ်မယ်လို့ကမ်းလှမ်းပါတယ်ဒီသွေးတန့်စင်စေးဟာတားရဲရဲ့မျိုးရိုးကိုအနည်းဆုံး3ဆက်အထိတန့်စင်ပေးနိုင်တဲ့အစွမ်းရှိတာပါဒါကိုကြားတော့ Grinsha Imperial Academy ကဆရာကျိုးကူကပြုံးပြီးမတ်တက်ရက်လိုက်တဲ့ကျောင်းသားရှုမင်းထို့ကျောင်းကတော့ Grinsha မှာအင်အားအကြီးဆုံးပဲကျန်တဲ့3ယောက်ရှိမှငါရဲဝံ့ပြောရဲတာတခုရှိတယ်တို့ကျောင်းမှာတင်ကြားရေးစနစ်ကော်ပီတွေနဲ့ဆရာအင်အားအတောင့်တင်းဆုံးပဲနိုင်ငံမှာနံပါတ်1ဖြစ်တဲ့ဘရင်အဆင့်ဆရာပေါင်း23ယောက်တောင်ရှိတယ်တို့စီလာရင် Tutor Beast ဆရာကဘရင်အဆင့်ဖြစ်စေရမယ်တားရဲကနေစားအဆင့်ဖြစ်စေရမယ် Resources အထူးအဆင့်သွေးတန့်စင်စေး3လုံးတောင်ပေးမယ် Subsidies တစ်နှစ်3တန်းထောက်ပံ့မဲ့အပြင်ကျောင်းဝင်ကြီးအဖြစ်13တန်းပေးမယ်လို့ကမ်းလှမ်းပါတယ်ဒါကို I2 Imperial Academy ကဆရာကျန်းရန်ကရေမောပြီးကြိုးကူမင်းစီကတခုခုအကြီးကျယ်ထွက်လာမလားလို့စောင့်နေတာအခုတော့အတော်လေးပေါ်တော်ကမ်းလှမ်းချက်ပဲဖြစ်နေပြီလို့နှိမ့်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဘက်လှည့်ပြီးကျောင်းသားရှုမယ်သူတို့ပေးနိုင်တာအကုန်တို့ကျောင်းကပေးနိုင်တဲ့အပြင်သူတို့မပေးနိုင်တာပါလို့ကျောင်းကပေးနိုင်တယ်အထူးအဆင့်သွေးတန့်စင်စေးလေးလုံးပေးမယ်တစ်နှစ်ကို9တန်းထောက်ပံ့မယ်ကျောင်းဝင်ကြီးအဖြစ်တန်း20တီတီပေးမယ်အရင်မြင့်ထောက်ပံ့မှုမှာလည်းတို့ကအဆင့်မြင့်ဆုံးပဲလို့ကြွားဝါလိုက်ပါတယ်နောက်ဆုံးမှာတော့ဒါရှီယာစစ်တက္ကသိုလ်ကဆရာရှုချင်းဟီကမတ်တက်ရက်ပြီးအားနာနာနဲ့ပြောရှာပါတယ်ကျောင်းသားရှုမင်းတို့စစ်တက္ကသိုလ်ကတော့ I2 ကျောင်းလိုငွေတွေအများကြီးမပေးနိုင်ပါဘူးတို့ပေးနိုင်တဲ့အခြေအနေကတော့ပိုလာအကယ်ဒမီရဲ့ဈေးနှုန်းတိုင်းပါပဲတဲ့တက္ကသိုလ်ကဆရာရှုချင်းဟီကဆက်ပြီးကမ်းလှမ်းပါတယ်တို့စီမှာအထူးအဆင့်သွေးတန့်စင်စေး3လုံးပေးနိုင်ပါတယ်ဒါတင်မကဘူးမင်းသားဒါရှီယာစစ်တက္ကသိုလ် Dash Military Academy ကိုတက်မယ်ဆိုရင်ကျောင်းဝင်တာနဲ့ဗိုလ်မှူး Commander ယာရုကိုချက်ချင်းခန့်အပ်မှာဖြစ်ပါတယ်ပြီးတော့မင်းကအင်းဆက်ထင်းကျောင်းသူမဟုတ်လားတို့စစ်တပ်ထဲမှာဘရင်အဆင့် King Level ရှိတဲ့ဝါရင်အရာရှိကြီးတယောက်ရှိတယ်သူ့မှာဘရင်အဆင့်မျိုးရိုးတန်မိုးရှိတဲ့အင်းဆက်တပ်တော်ဆောင်သားရဲတကောင်ရှာတည်တယ်ဒါဟာလက်ရှိတည်ထားသမျှထဲမှာမျိုးရိုးတန်မှုအမြင့်ဆုံးအင်းဆက်သားရဲပဲမင်းအတွက်အဲ့ဒီလိုသားရဲမျိုးရဖို့ဆိုတာတန်တရားပေါ်မှာလည်းမူတည်နေပါတယ်လို့ဆိုပါတယ်ဒါကိုကြားတော့ I2 ကျောင်းကဆရာကျန်းရန်ဆင်ငင်းကကြားဖြတ်ပြီးရှုချင်းဟီမင်းကရှုမင်းကသားရဲလောကအကြောင်းတိတ်မသိသေးလို့အကွက်ရွှေ့ပြီးလိန်နေတာပဲဘရင်အဆင့်သားရဲတကောင်ကိုမွေးမြူဖို့ဘလောက်ခက်လဲမင်းလဲသိတာပဲပြီးတော့အဲ့ဒီဘရင်အဆင့်သားရဲကရှုမင်းစီဘာလို့ရောက်လာရမှာလဲမင်းပြောတဲ့လူကိုငါလဲသိတယ်ရွှန်ထန်းဘရင် King Fuanshan ရဲ့အလံတော်လို့လူသိများတဲ့ကောင်းပါပြီဆရာကျန်းတဲ့လူကြီးမလားရှုမင်းကသူ့ကိုဆရာတင်ကျင်အောင်သူကလက်ခံခြင်းမှလက်ခံမှလို့ပြက်ပြက်တတကန့်ကွက်ပါတယ်ရှုချင်းဟီကတော့မလျှော့ပဲဒီကိစ္စကအခွင့်အလမ်းနဲ့စွန့်စားရမှုဒွန်တွဲနေတာပဲဘရင်အဆင့်အင်းဆက်သားရဲကိုပိုင်ဆိုင်ခွင့်ရမယ့်ဆွဲဆောင်မှုကိုညှင်းပယ်နိုင်မဲ့တတိမျိုးမင်းတို့မှရှိလို့လားလို့ပြန်ချေပါပါတယ်ဘရင်အဆင့်အင်းဆက်သားရဲရဲ့ဆွဲဆောင်မှုကိုဘယ်သူကညှင်းနိုင်မှာလဲကျွန်တော်ကကောင်းပါပြီကျွန်တော်ဒါရှီယာစစ်တက္ကသိုလ်ကိုပဲရွေးချယ်ပါတယ်လို့ပြောလိုက်တယ်ကျွန်တော်စကားလဲဆုံးရောဆရာရှုချင်းဟီဟာဝမ်းသာအားရနဲ့ကျွန်တော်စီပြေးလာပြီးအသင်ပြင်လာတဲ့စာချုပ်ကိုစပွဲပေါ်ချပေးပါတယ်ကျွန်တော်မတ်တက်ရက်ပြီးကျန်တဲ့ဆရာ3ယောက်ကိုကြည့်ကအခြားတက္ကသိုလ်တွေရဲ့ကယူနာကိုကျေးဇူးတင်ပါတယ်အမှန်တော့ကျွန်တော်ဒီဘရင်အဆင့်သားရဲကိုပဲစိတ်ဝင်စားလို့ပါစွန့်စားရမှုတွေရှိမယ်ဆိုတာသိပေမဲ့ကျွန်တော်စိန်ခေါ်ကြည့်ချင်တယ်လို့ပြောပြီးစာချုပ်မှာလက်မှတ်ထိုးလိုက်ပါတယ်လက်မှတ်ထိုးပြီးတဲ့နောက်ရှုချင်းဟီဟာတက်ပြင်းချနိုင်သွားပြီးရှုမင်းဒါရှီယာစစ်တက္ကသိုလ်ကနေလှိုက်လိုက်လဲကြိုဆိုပါတယ်အခုကစပြီးမင်းဟာဒါရှီယာစစ်တပ်ရဲ့အဖွဲ့ဝင်တဦးဖြစ်သွားပြီလို့ပြောပါတယ်ကျွန်တော်ကကျေးဇူးတင်ပါတယ်ဆရာကျောင်းကဘယ်တော့စဖွင့်မှာလဲလို့မေးတော့နောက်တစ်ပတ်အတွင်းကျောင်းအပ်တာတွေအပြီးလုပ်မယ်ကျောင်းကနေမင်းကိုလာကြိုဖို့တိုက်လေရင် fighter jets တွေလွှတ်ပေးလိုက်မယ်လို့ပြန်ဖြေပါတယ်ကျွန်တော်လည်းကောင်းပါပြီလို့ပဲခေါင်းငိမ့်လိုက်တယ်ကျွန်တော်ကိုမရတော့တဲ့အတွက် I2 ကျောင်းကဆရာကျန်းရန်ဟာဘေးမှာထိုင်နေတဲ့ရှုရွမ်ဟန်ဇူယွန်နဲ့ဘက်ချက်ချင်းလှည့်ပြီးကျောင်းသားရှုရွမ်ဟန်မင်းတို့ကျောင်းကိုတက်ဖို့စိတ်ဝင်စားလားတို့ကျောင်းကမင်းကိုတစ်နှစ်တန်းထောက်ပံ့မဲ့အပြင်ကျောင်းဝင်တာနဲ့တွေးမျိုးဆက်ကိုအဆင့်မြင့်ပေးနိုင်တဲ့နောက်ဆုံးပေါ်တန့်စင်စေးရီတစ်လုံးပေးမယ်လို့ကမ်းလှမ်းပါတယ်ပိုလာအကယ်ဒမီကဆရာမလင်ရွက်ကလည်းရှုရွမ်ဟန်မင်းရဲ့စွမ်းရည်ကရေခဲနဂါ Ace Dragon မလာတို့ပိုလာကျောင်းနဲ့အကိုက်ညီဆုံးပဲတို့စီကဆရာတွေကမင်းကိုအကောင်းဆုံးတင်ပေးနိုင်လိမ့်မယ်လို့လူပြီးစီယုံကြပြန်တယ်ဒီကမ်းလှမ်းချက်တွေကိုနားထောင်ရင်ရှုရွမ်ဟန်ဟာကျွန်တော်ကိုလှမ်းကြည့်ပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာတော့မနာလိုမှုတွေအားကျမှုတွေနဲ့အတူမခံချိမခံတာဖြစ်နေတဲ့အရေးအယောင်တွေအထင်သားပေါ်နေတော့တယ်ဘာလို့လဲဆိုတော့သူတို့ကိုကျောင်းတွေကလူနေကြတယ်ဆိုပေမဲ့ကျွန်တော်ရရှိခဲ့တဲ့အခွင့်အရေးတွေနဲ့ရှင်လိုက်ရင်တော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားနေလို့ပါပဲပြန်ရောက်တော့မိဘတွေကကျွန်တော်ကိုထမင်းစားဖို့စောင့်နေကြတော့မဲ့တကူလုံးမှာနှွေးထွေးတဲ့ခံစားချက်တစ်ခုချက်ချင်းစီးဆင်းသွားပါတယ်သားလေးပြန်ရောက်ပြီလားလက်ဆေးပြီးထမင်းလာစားတော့လို့အမေကလှမ်းခေါ်တယ်ဟုတ်ကဲ့အမေစပွဲပေါ်မှာကျွန်တော်အကြိုက်ဆုံးဟင်းတွေကြီးပဲချက်ထားတာပါကျွန်တော်ထိုင်လိုက်တာနဲ့အဖေကမနေနိုင်မဲ့သားဘယ်လိုလဲ
ဘယ်ကြောင်းတက်မလဲဆိုတာဆုံးဖြတ်ပြီးပြီလားလို့မေးပါတယ်ကျွန်တော်ကလည်းဆုံးဖြတ်ပြီးပြီအဖေဒါရှီယာစစ်တပ်ကတူ Dex ရဲ့ military အခဲတိုင်းကိုပဲသွားမယ်လို့ဖြေလိုက်တဲ့အခါအဖေနဲ့အမေရဲ့ထမင်းစားနေတဲ့လက်တွေချက်ချင်းရက်တန့်သွားကြတယ်သူတို့စိုးရိမ်နေတာကိုကျွန်တော်သိတာကြောင့်ချက်ချင်းပဲနှစ်သိမ့်လိုက်ပါတယ်အဖေနဲ့အမေမစိုးရိမ်ပါနဲ့စစ်တပ်ကတူကတခြားတက္ကသိုလ်တွေထက်စာရင်တိုက်ပွဲတွေပိုများပြီးအန္တရာယ်ရှိနိုင်တယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဒါကြောင့်မို့လို့ပဲကျွန်တော်ရွေးချယ်ခဲ့တာပါပြီးတော့ကျွန်တော်ကြောင်းသွားပြီးတာနဲ့အဖေတို့အမေတို့ချမ်းဖူနံပါတ်တစ်ထပ်အိမ်အစ်စ်စီကိုအမြန်ဆုံးပြောင်းရွှေ့ကြပါနော်ဟိုမှာကပိုပြီးလုံခြုံလို့ပါအဖေကရဲပြီးဒီကောင်လေးမတော်ရသေးဘူးငါတို့ကိုစိတ်ပူနေပြီးစိတ်မပူစမ်းပါနဲ့မင်းအမေကိုငါတေးသေးချာချာစောင့်ရှောက်ထားပါမယ်လို့ပြောပါတယ်နောက်ရက်တွေမှာတော့ကျွန်တော်ဟာအဆင့်တက်ဖို့အတွက်စွမ်းရည်မြင့်စင်တာ Instant Center စီနေတိုင်းသွားပြီးလေ့ကျင့်ပါတယ်တပတ်အတွင်းမှာပဲကျွန်တော်ရဲ့ level ဟာ15ကနေ18အထိတက်လာခဲ့တယ် level မြင့်လာလေးအဆင့်တက်ဖို့ပိုနေကွေးလာပြီးလိုအပ်တဲ့အတွေ့အကြုံရမှတ် X ကလည်းပိုပြီးအမြောက်များလိုအပ်လာတာဖြစ်ပါတယ်ဒီအတော်အတွင်းကြားရတာကတော့ရှူယွန်ဟန်ဟာ Polar Imperial Academy for Imperial Academy ကိုတက်ဖို့ရွေးချယ်လိုက်တဲ့အဲ့ဒီကျောင်းကသူ့အတွက်ရေခဲစွမ်းရည်ရှိတဲ့တာရဲပိုင်ရှင်ဆရာတယောက်ကိုတိတိကျကျစီစဉ်ပေးဖို့အာမခံထားတယ်လို့သိရပါတယ်ခုနှစ်ရက်မြောက်နေ့မှာတော့စစ်တပ်ကတူကနေကျွန်တော်ကိုလာကြိုဖို့အကြီးစားစစ်ဖက်သုံးတဲယူပို့ဆောင်ရေးလေရင်ကြီးတစ်စီးလွှတ်ပေးလိုက်ပါတယ်မိဘတွေကလိုက်ပါခွင့်မရှိတာကြောင့်ကျွန်တော်တဦးလည်းပဲခီးထွက်ခဲ့ရတယ်လေရင်မူးကမင်္ဂလာပါကျောင်းသားရှုမင်ဟုတ်ပါသလားကျေးဇူးပြုပြီးလေရင်ပေါ်တက်ပါခမလာနိုင်မြို့မှာမင်းတယောက်တည်းပဲရှိပါတယ်လို့ပြောပါတယ်ကျွန်တော်ကောင်းငိမ့်ပြပြီးလေစိတ်ဆောင်ဆိုင်ကဘက်ကိုလှမ်းကြည့်လိုက်တော့အဖေနဲ့မေရဲ့ပုံရိပ်တွေကထိုနေရာမှာရှိနေသေးပါကျွန်တော်ကတခြားလူတွေထက်ကြိုဖို့ရှိသေးလားလို့မေးတဲ့အခါလေရင်မူးကမလိုတော့ပါဘူးတို့တွေကအိုက်တူးပြည်နယ်ကကျောင်းသားအားလုံးကိုလိုက်ကြိုပြီးလာနိုင်မြို့ကနောက်ဆုံးမှတ်တိုင်ပဲလို့ဖြေပါတယ်လေရင်ကုန်းပတ်ထဲအဝင်မှာပဲရုတ်တရက်တယောက်ကလှမ်းခေါ်တဲ့အတန်ကြားလိုက်ရတယ်ဟဲ့လူမဲကြီးဒီမှာကျွန်တော်အနားကိုရှောက်သွားပြီးကြည့်လိုက်တော့သူကစာမေးပွဲတုန်းကကာကွယ်ရေးစွမ်းရည်ဆယ်ဆမြင့်တဲ့အထဲမှာပိတ်မိနေပြီးလုံးဝကာကွယ်ရေးလုံးကြီးဖြစ်နေခဲ့တဲ့ဝါချမ်းတာရဲကျောင်းကယူမုံအိုက်ယူမငယ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ယူမုံအိုက်ကရှက်ရှက်ကန်းနဲ့ခေါင်းကိုကုပ်ပြီးအဲ့ဒီတုန်းကစုံခဲ့တဲ့လူကတို့ပြည်နယ်ရဲ့အဆင့်ကောင်းဆုံးကျောင်းသားကြီးဖြစ်နေလိမ့်မယ်လို့တကယ်ကိုမထင်ထားခဲ့ဘူးပြလို့ဆိုပါတယ်ကျွန်တော်ထိုင်ကုန်မှာထိုင်လိုက်ပြီးဇဝေဇဝါနဲ့မင်းကထိတ်တန်းတက္ကသိုလ်ကြီး၄ခုတည်းကိုတောင်ဝင်နိုင်ခဲ့တာလားလို့မေးလိုက်တော့သူကကန်ကောင်းလို့ပါဗျာကျွန်တော်အဖေကလည်းစစ်တပ်ကထွက်လာတာဆိုတော့အနောက်ကနေအနှဲငယ်ကွက်ရွှေ့ပြီးကူညီပေးလိုက်လို့ပါလို့ပြန်ဖြေပါတယ်ကျွန်တော်လည်းပြုံးပြီးခေါင်းငိမ့်လိုက်တယ်ဒီစစ်တပ်ကတူတဲ့ကိုဒီလိုနီးနဲ့ဝင်နိုင်နေဆိုကြတဲ့ကဒီယူမုံအိုက်ရဲ့မိသားစုနောက်ခံအာဏာဟာဘလို့မှတာမန်မဖြစ်နိုင်တာသိချပါတယ်